မင်္ဂလာပါရှင်ခီရီကနေနှွေးထွေးစာကြိုဆိုလိုက်ပါတယ်အခုကိုရိုအတူတူဖတ်ရှုလေ့လာကြမယ့်စာအုပ်လေးကတော့ Mark Rucklow ရဲ့ကဘာကျော်စာအုပ်တအုပ်ဖြစ်တဲ့30 days change your habits change your life ဆိုတဲ့စာအုပ်လေးတအုပ်ပဲဖြစ်ပါတယ်ဒီစာအုပ်ရဲ့စာရေးဆရာ Mark Rucklow ဆိုတာကနိုင်ငံတကာမှာအင်မတန်ကိုထင်ရှားတဲ့သူမှုဘဝလမ်းပြဆရာဖြစ်တဲ့ life coach တယောက်ဖြစ်ုံနေမဟုတ်ဘဲနဲ့ကိုရီကိုသွေးမြင့်တည်ရေးနဲ့ပတ်သက်ပြီးတော့လဲစာအုပ်ကောင်းများစွာကိုရေးသားခဲ့တဲ့စာရေးဆရာကြီးတယောက်လည်းဖြစ်တာပေါ့သူကဂျာမနီနိုင်ငံမှာမွေးဖွားကြီးပြင်းပြီးတော့ဘဝခရီးစဉ်တစ်လျှောက်မှာ American, Mexico နဲ့ Spain နိုင်ငံတွေအထိပါလှည့်လည်နေထိုင်ရင်းနဲ့ကမ္ဘာတဝန်းကမတူညီတဲ့လူပေါင်းများစွာကိုသူတို့ရဲ့ဘဝလမ်းကြောင်းမှန်ပေါ်ရောက်အောင်ရဲ့အောင်မြင်အောင်နဲ့စိတ်ချမ်းသာအောင်ကိုနှစ်ပေါင်းများစွာကုညီလမ်းညွှန်ပေးခဲ့တဲ့သူတယောက်လည်းဖြစ်တာပေါ့ဒီစာအုပ်ကိုသူဘာကြောင့်ရေးခဲ့တာလဲဆိုတော့နောက်ခံအကြောင်းရင်းလေးကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတယ်ဘဝအတွက်သင်ခန်းစာရစရာအပြည့်လည်းဖြစ်တာပေါ့ Mark Rucklow ကအခုလိုအောင်မြင်တဲ့လူမှုဘဝလမ်းပြဆရာမဖြစ်ခေတုန်းကဘဝမှာ9နှစ်ခွဲလောက်အထိကိုဘာလုပ်ရမှန်းမသိဘဲနဲ့ရည်ရွယ်ချက်တွေပျောက်ဆုံးပြီးတော့လမ်းပြောင်းနေခဲ့ဘူးတယ်လို့သူကပွင့်လေးလည်းဝန်ခံထားသေးတယ်အဲ့ဒီချိန်တုန်းကလည်းသူကစီးပွားရေးအကျက်အတဲတွေနဲ့ကြုံခဲ့ရသေးတယ်အလုံးလက်မဲ့တွေဖြစ်ခဲ့ရသေးတာပေါ့လူတကာရဲ့ညင်းပယ်မှုကိုခံခဲ့ရတဲ့အပြင်ကိုစိတ်သက်ကြစရာအခြေအနေဘောင်းဆောင်ကိုသူကိုယ်တိုင်ကလည်းခံစားဖြတ်တန်းခဲ့ရတာပေါ့ဒါပေမဲ့အဲ့ဒီအခက်အခဲဒုက္ခတွေကြားထဲကနေဘဝကိုစနစ်တကျနဲ့ဘလို့ပြန်လဲတိဆောက်ထားရမလဲဆိုတော့လက်တွေ့ကြတဲ့ theory တွေနဲ့နီးလန်းတွေကိုထောင်နဲ့ချီတဲ့အချိန်တွေပေးပြီးတော့တည်တည်ချာချာလေးရှာဖွေကျင့်သုံးခဲ့သေးတယ်အဲ့ဒီလိုကိုယ်တိုင်လက်တွေ့လှုပ်ဆောင်ပြီးတော့ထူးခြားတဲ့အောင်မြင်မှုတွေရရှိလာတဲ့အတွေ့အကြုံတွေကိုအခြေခံပြီးတော့ဒီစာအုပ်ကိုစေတနာအပြည့်နဲ့သူကရေးသားခဲ့တာပေါ့ဒီစာအုပ်ရဲ့အခြေခံအတွေးခေါ်ကအယမ်းကိုရိုးရှင်းပေမဲ့ကိုယ့်ဘဝကိုဆွဲတင်ပေးနိုင်လောက်တဲ့အထိကိုအင်မတန်မှပြင်းထန်တဲ့စွမ်းအားတွေလည်းရှိတယ်အဲ့ဒါကတော့ကိုယ့်ရဲ့နေ့စဉ်အလေးအကျင့်တေးသေးလေးကိုပြောင်းလဲလိုက်ရင်ကိုယ့်ဘဝတစ်ခုလုံးလုံးဝကိုပြောင်းလဲသွားလိမ့်မယ်ဆိုတဲ့အချက်ပဲပေါ့ဒီနေရာမှာခဏလေးအချိန်ပေးပြီးတော့စိတ်အေးအေးထားပြီးတော့ကိုလိုစဉ်းစားကြည့်အောင်အခုလက်ရှိကိုယ့်ရဲ့မိသားစုအခြေအနေကျန်းမာရေးလုပ်ငန်းခွင်ပတ်ဝန်းကျင်ဒါမှမဟုတ်ရင်စီးပွားရေးအခြေအနေတွေကိုတကယ်ကိုကျေနပ်မှုရှိရလားဘဝမှာဒီထက်မကပို့ပြီးတော့လဲအောင်မြင်ခြင်းနဲ့စိတ်ချမ်းသာခြင်းနဲ့လို့ကောတောင်းတမိကြရဟုတ်လူတော်တော်များများကဘဝမှာဒီထက်ပိုကောင်းလာဖို့ဆိုရင်တော့ထီပေါက်တာတို့ကန်ထူးတာတို့ဒါမှမဟုတ်ရင်ရုတ်တရက်အချမ်းသာဆုံးလူနဲ့အိမ်အောင်ကြတာမျိုးအဲ့လိုမျိုးအပြင်ဘက်ကနေပြီးတော့အန်ဩစရာကောင်းတဲ့ကံကောင်းမှုကြီးဖြစ်လာမှာပဲဘဝကပြောင်းလဲနိုင်မယ်လို့အိမ်မက်တွေမှတ်တတ်ကြတယ်သူတို့ကဘဝကိုကိုယ်တိုင်မကင်တွယ်ဘဲနဲ့ကန်စီမန်ယာပေါ့ဆိုပြီးတော့လောကလှိုင်းလုံးထဲမှာကံကြမ္မာအတိုင်းဒီတိုင်းကိုပြစ်ထားတတ်ကြတော့တာပဲနေ့တိုင်းအရင်ကလှုပ်ဖူးတဲ့အလုပ်တွေကိုပဲထက်ခါတလဲလဲလုပ်နေရင်းနဲ့ထူးခြားတဲ့ရလက်အသစ်တွေကိုမျှော်လင့်နေတတ်ကြတော့တာပေါ့ဒါပေမဲ့စာရေးဆရာမက်ကလူတွေရဲ့အဓိကပြဿနာကသူတို့ကကိုယ့်ရဲ့ဘဝရဲ့ဇက်ညွှန်းရေးဆရာဒါရိုက်တာနဲ့အဓိကဇက်လိုက်မင်းသားဖြစ်တယ်ဆိုတာကိုသူတို့ကိုယ်တိုင်ကမသိကြတာပဲကိုကကိုဘဝရဲ့ဇက်လန်းကိုကိုယ်တိုင်နေ့တိုင်းရေးသားရတဲ့သူပြီးတော့အဲ့ဒီဇက်လန်းကကိုယ့်အတွက်ကျင့်တဲ့ဆရာမကောင်းမှုစိတ်ဆင်းရဲစရာဖြစ်နေတယ်ဆိုရင်ကို့မှာအဲ့ဒီဇက်ကွက်ကိုအလိုရှိတယ်လို့ချက်ချင်းပြောင်းလဲပြနိုင်တဲ့စွမ်းအားလည်းအပြည့်အဝရှိသေးရဲ့နော်ဒါကြောင့်ဒီနေ့ကိုတို့အတူတူနားဆင်သွားမယ်သင်ခန်းစာတွေကရိုးရိုးရှင်းရှင်းနဲ့စာဖတ်ပြတာမျိုးလုံးဝမဟုတ်ဘူးနော်ကိုယ်တိုင်ဖြတ်တန်းမှုတဲ့အတွေ့အကြုံတွေလိုမျိုးနေ့စဉ်ဘဝဥပမာတွေနဲ့စိတ်ထဲမှာကွက်ကွင်းပုံရိပ်တွေပေါ်လာအောင်လို့အပိုင်းလိုက်ခွဲခြားပြီးတော့တေချာလေးရှင်းပြပေးသွားမှာဖြစ်တယ်အစိုးမြေအတွေးတွေကိုကောင်းမွန်တဲ့စွမ်းအင်တွေနဲ့ဘယ်လိုအစားထိုးပြီးတော့ဘဝမှာကြုံရတဲ့ကြရှုံးမှုတွေကိုဘယ်လိုလမ်းပြမြေပုံဖြစ်ပြောင်းလဲပြစ်မလဲဆိုတဲ့အချက်တွေကိုတဘာဝကြနဲ့ကိုတို့တွေတဖြည်းဖြည်းချင်းလေ့လာသွားကြမယ်နော်ကိုဘွားကိုဖြည်းဖြည်းချင်းအစင်းမြင့်တင်ပြီးမဲ့လက်တွေ့အသုံးဝင်တဲ့သင်ခန်းစာတွေကိုလည်းကိုကမျှဝေပေးသွားမှာမို့လို့အတူတူဆက်ပြီးတော့လေ့လာကြည့်ကြရအောင်နော်ပထမဦးဆုံးအပိုင်းမှာကတော့ကိုဘဝရဲ့ဇက်လန်းကိုပြန်လည်ရေးသားခြင်းနဲ့မိမိကိုရာနှုံးဖြစ်တာဝန်ယူခြင်းအကြောင်းကိုအတူတူကိုတို့တွေနက်နက်ရှိုင်လေ့လာကြည့်ကြရအောင်။စာရေးဆရာကကိုဘဝကိုတိုးတက်ခြင်းရင်စင်ကြီးတွေကိုအပီးတိုင်မီးရှို့ဖျက်ဆီးပစ်ဖို့နဲ့အရင်ဆုံးတောင်းဆိုထားတယ်။ဒီနေရာမှာအဓိကဆိုလိုတာကတော့ကိုဘဝရဲ့အဆင့်တန်းကတခြားဘသူကြောင့်မှမဟုတ်ဘဲနဲ့ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့လမ်းကြောင်းတွေကြောင့်ပဲဖြစ်တယ်ဆိုတာကိုရဲဝံ့လက်ခံထားဖို့လည်းလိုအပ်လိမ့်မယ်။သူ့ရဲ့စာအုပ်ထဲမှာကဘာကျော်ဘောလုံးနီးပြဖက်ကွာဒီယိုလာကဘာစီလိုနာအသင်းကြီးကိုစတင်ကင်တွယ်ခဲ့စဉ်ကသူကစိတ်လှုပ်ရှားစရာဇက်လန်လေးတစ်ပုဒ်ကိုတင်ပြထားသေးတယ်
အဲ့ဒီချိန်တုန်းကအသင်းကကစားသမားတွေအကြားထဲမှာစိတ်ဝမ်းကွဲပြီးတော့တော်တော်လေးကိုစိုးစိုးရွားစိတ်သက်ကြဆင်းတဲ့အခြေအနေမျိုးတွေရှိခဲ့တယ်။ဒါပေမဲ့သူအသင်းကိုစပြီးတော့တာဝန်ယူတဲ့နေ့ကွင်းထဲကပရိသတ်9000ကျော်နဲ့ TV ကနေကြည့်နေတဲ့တန်ပေါင်းများစွာသောလူထုတွေကိုသူကြည့်ပြီးတော့ဗာပြောခဲ့လေဆိုတော့ကျွန်တော်တို့အသင်းအနေနဲ့ချန်ပီယံဖလားတွေယူပေးပါမယ်လို့အခုချိန်မှာတော့အာမမခံနိုင်ဘူး။ဒါပေမဲ့ကျွန်တော်ဂတိပေးရတာတခုကတော့ကျွန်တော်တို့အစွမ်းကုန်စူးစမ်းအားထုတ်မယ်ပြီးတော့ဆုံးခန်းတိုင်အောင်ဇွဲမလျှော့ဘဲနဲ့ဆက်လုပ်သွားမယ်ဆက်လုပ်မယ်ဆိုတာပါပဲလို့သူကယုံကြည်ချက်အပြည့်နဲ့ကြေညာခဲ့သေးတယ်။သူကအရှုံးပေးချင်စရာကောင်းတဲ့အခြေအနေဟောင်းတွေကိုလုံးဝလက်မခံမဲနဲ့ဇွဲလုံးကစိုက်ထုတ်ခဲ့လို့လေဘာစီလိုနာအသင်းရဲ့တမိုင်းမှာဘယ်သူမှမလိုက်နိုင်လောက်အောင်အထိကိုအောင်မြင်မှုတွေအများကြီးလဲရရှိခဲ့ပြီးတော့ဇက်လန်အသစ်ကိုကောင်းမွန်စွာနဲ့ပြန်လည်ရေးသားနိုင်ခဲ့သေးတာပေါ့။ဒီဇက်လန်လေးကနေတွေးစရာတွေအများကြီးရနိုင်သေးတယ်နော်။ကိုယ့်ရဲ့အနာဂတ်ဆိုတာဘာမှမရေးရသေးတဲ့စာမျက်နှာအသစ်တစ်ခုလိုပဲအတိတ်တုန်းကကိုဘဝဘလောက်ပဲစိုးခဲ့ပါစေဆင်းရဲခဲ့ပါစေဒါမှမဟုတ်လုပ်ငန်းခွင်မှာအဆင်မပြေမှုတွေဘလောက်ပဲကြုံခဲ့ရပါစေအဲ့ဒါတွေကအတိတ်မှာကြံခဲ့ပြီးလက်ရှိအချိန်နဲ့အနာဂတ်ကိုတော့ကိုလိုချင်တယ်လို့လွတ်လွတ်လပ်လပ်ရေးသားပိုင်ခွင့်ရှိတယ်မနေ့ကဘလို့လမ်းပြောင်းခဲ့တဲ့လူပဲဖြစ်ခဲ့ဒီနေ့မနက်ခင်းမျက်စိနိုးလာတာနဲ့အချိန်ကစပြီးတော့လုံးဝမတူတဲ့လူအသစ်တစ်ယောက်ဖြစ်အောင်ကိုယ်တိုင်ဖန်တီးခွင့်ရှိသေးတယ်ကိုကဘဝကိုအကောင်းဆုံးပုံဖော်ထုစစ်နိုင်တဲ့တဦးရဲသောဗပုဆရာပဲဖြစ်တယ်။ဒါကြောင့်ဘဝမှာဖြစ်ပျက်သမျှအရာအလုံးကိုကိုယ်တိုင်ဖန်တီးနေခဲ့တာပဲလို့ခံယူထားဖို့လိုအပ်လိမ့်မယ်။ဒီနေရာမှာလူတွေကိုစိတ်နေစိတ်ထားအရာအဓိက2မျိုးခွဲခြားနိုင်တယ်။ပထမတစ်မျိုးကတော့အမြဲတမ်းညီးတွားပြီးတော့အပြစ်တင်တတ်တဲ့ခံရသူစိတ်ဓာတ် victim mentality လို့ခေါ်တာပေါ့။သူတို့ကကိုဘဝမအောင်မြင်တာကိုယုံကအထက်လူကြီးတွေကစိတ်ပုတ်လို့မိသားစုကအရင်နှိမထုတ်ပေးလို့ဒါမှမဟုတ်ရင်ခစ်စနစ်နဲ့ယာတိဥတုကမကောင်းလို့ဆိုပြီးတော့ပြင်ပအရာတွေကိုပဲအမြဲတမ်းလက်ညှိုးထိုးပြီးတော့အပြစ်တင်တတ်ကြတယ်။ဘာပြဿနာပဲကြုံငါကြောင့်မဟုတ်ဘူးတခြားသူတွေကြောင့်လို့တွေးပြီးတော့ကိုကာကွယ်တတ်ကြတာပေါ့။ဒီနေရာမှာဥပမာလေးတစ်ခုနဲ့စဉ်းစားကြည့်အောင်ကိုတို့တွေရန်ကုန်လိုမြို့ကြီးတွေမှာမိုးရသည်ရုံးတက်ချိန်ဆိုလို့ရှိရင်ကားခဏပိတ်တတ်တယ်။ဘတ်ကားတွေကလည်းကြက်ညက်နေတတ်တာကိုယ်တိုင်လည်းကြုံပူးကြတယ်ဟုတ်။အဲ့ဒီချိန်မှာခံရသူစိတ်သက်ရှိတဲ့သူကကားတွေအရန်ပိတ်နေလို့ငါယုံနောက်ကြတာလမ်းခရီးကအစင်မပြေတာငါဘာလို့ရမှာလဲလို့ကားလမ်းကိုပဲအပြစ်တင်ပြီးတော့နေ့တိုင်းစိတ်ညစ်ညစ်နဲ့အလုံးနောက်ကြနေတတ်တယ်သူတို့ကကိုပြုတ်ပြင်မှုထက်ကိုတခြားသူတွေပြောင်းလဲမှာပတ်ဝန်းကျင်ကောင်းလာမှာငါဘဝကောင်းလာမယ်လို့တွေးတာပေါ့ဘာမှမလုပ်ဖဲနဲ့ထိုင်ဆောက်နေကြတဲ့အတွက်ကိုဘဝကဘယ်တော့မှတိုးတက်လာမှာမဟုတ်ဘူးပြဿနာရဲ့အရင်းမြစ်ကပြင်ပမှာပဲရှိနေတယ်လို့မြင်နေတဲ့ရွေးကတော့အဖြေရှာဖို့ကလည်းဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးเนาะဒုတိယတစ်မျိုးကတော့ကိုဘဝရဲ့ဇက်လိုက်စိတ်သက် protagonist mentality ရှိတဲ့သူတွေပေါ့ဒီလိုလူတွေကတော့ဖြစ်လာတဲ့အခြေအနေတိုင်းမှာကိုယ်မှာတာဝန်ရှိတယ်လို့ခံယူထားတတ်ကြတယ်ကားလမ်းပိတ်တာကိုတားလို့မရပေမဲ့အလုံးနောက်မကြအောင်တော့အိမ်ကနေတနားရီလောက်စောထွက်သိရင်စောထွက်မယ်ဆုံးဖြတ်ချက်ကိုတော့ကိုယ်တိုင်ရွေးချယ်ပြီးတော့ထိန်းချုပ်လို့ရတယ်ဆိုတာကိုသူတို့ကောင်းကောင်းသိကြတယ်ဖြစ်လာတဲ့ရလဒ်တွေအပေါ်မှာစင်ကြင်မပေးဘဲနဲ့သင်ခန်းစာယူတတ်ရမယ်ဘလို့အခြေအနေဆိုးပဲဖြစ်အကောင်းမြင်တဲ့ရှုထောက်ကနေအခွင့်အရေးတွေကိုတက်ကြနဲ့ရှာဖွေတတ်ကြတာမျိုးပေါ့ကိုပန်းနိုင်စီရောက်အောင်ဘလို့ဆက်လျှောက်ရမလဲဆိုတာကိုအမြဲတမ်းအာရုံစိုက်လေးရှိရတဲ့သူတွေပေါ့စာရေးသူကဒုတိယကမ္ဘာစစ်အတွင်းမှာအကျဉ်းစခန်းမှာအကျဉ်းကျခဲ့ရတဲ့ဂျူးလူမျိုးစိတ်ပညာရှင် Viktor Frankl ရဲ့ဘဝကိုတာလကလည်းပြထားသေးတယ်သူကအကျဉ်းစခန်းထဲမှာလူမဆန်စွာနှိပ်စက်ခံရတာတွေမိသားစုတစ်ခုလုံးကိုဆုံးရှုံးခဲ့ရပေမဲ့သူ့ရဲ့စိတ်ဓာတ်ကိုတော့ဘယ်သူမှလာပြီးချုပ်ကင်လို့မရဘူးဆိုတာကိုသူတက်တည်ပြခဲ့သေးတယ်။ပြင်ပကလာတဲ့ညှဉ်းပန်းမှုတွေအပေါ်မှာကိုကဘယ်လိုစိတ်သဘောထားနဲ့တုံ့ပြန်မလဲဆိုတာကိုကိုယ်တိုင်ရွေးချယ်ခွင့်လည်းရှိတယ်။အဲ့ဒါကလူသားတွေရဲ့လွတ်လပ်ခွင့်လိုပဲလို့သူကပြောခဲ့တာပေါ့။ဒါကတော့ကိုယ့်ရဲ့စိတ်ကဘာကိုဘယ်ပြင်မစွမ်းအားကမှလွှမ်းမိုးလို့မရဘူးဆိုတဲ့အမှန်တရားတစ်ခုလည်းဖြစ်တယ်။ဒါကြောင့်ကိုယ့်ရဲ့ဘဝကိုပြောင်းလဲစေမဲ့အင်မတန်ကိုအရေးကြီးတဲ့ပုံသင်နည်းတစ်ခုကတော့ကိုယ့်ရဲ့စိတ်နေစိတ်ထားနဲ့ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေစုပေါင်းလိုက်လို့ရှိရင်ကိုယ့်ရဲ့ဘဝဖြစ်လာလိမ့်မယ်ဆိုတာပဲကိုဘလောက်ပဲထက်မြက်နေပါစေအောင်တော့စိတ်နေစိတ်ထားမမှန်ကန်ရင်တော့ဓမ္မမဟုတ်ဆုံးဖြတ်ချက်တွေလွဲချော်နေရင်တော့လိုချင်တဲ့ဘဝကိုရောက်လာမှာမဟုတ်ဘူးเนาะလက်တွေ့အသုံးချမှုအနေနဲ့ပြောရမယ်ဆိုရင်တော့နောက်ပိုင်းမှာကိုကစိတ်နှောက်ယှက်ဖြစ်စရာဓမ္မမဟုတ်ရင်စိတ်ဓာတ်ကျစရာအခက်အခဲတစ်ခုနဲ့ရုတ်တရက်ကြုံလာရတဲ့အခါမှာတော့စိတ်တုံမဲ့စာကိုမေးခွန်းလေးတွေချက်ချင်းပြန်မေးကြည့်ပါလားဒီအချိန်လေးစိုးကိုငါပိုကောင်းအောင်လို့ဘယ်လိုတုံ့ပြန်ရမလဲဒီနေရာမှာငါဘယ်လိုအပြုတ်သဘောဆောင်တဲ့စိတ်နေစိတ်ထားကိုရွေးချယ်ရမလဲဒီအခက်အခဲကနေငါဘဝအတွက်ဘာသင်ခန်းစာတွေရနိုင်မလဲဆိုတာမျိုးပေါ့နေ့စဉ်ဘဝမှာအစင်မပြေမှုတွေကြုံတိုင်းစိတ်ညစ်မခံမဲနဲ့ဒီမေးခွန်းတွေနဲ့ပဲကိုယ့်စိတ်ကိုအမြဲတမ်းလမ်းကြောင်းမှပြန်တည့်ပေးဖို့လဲလိုအပ်လိမ့်မယ်နော်
အဓိကမှတ်ရမယ့်အချက်ကတော့ကိုပါဝင်းကျင်ကပြင်ပအခြေအနေတွေကိုကိုကထိန်းချုပ်လို့မရနိုင်ပေမဲ့ကိုရဲ့စိတ်နေစိတ်ထားနဲ့တုံ့ပြန်မှုတော့ကိုတိုင်ကအမြဲတမ်းရွေးချယ်နိုင်ခွင့်ရှိတယ်ဆိုတာပဲမှတ်ထားရမယ်နော်ကိုကသာမှန်ကန်တဲ့တုံ့ပြန်မှုကိုရွေးချယ်မယ်ဆိုရင်တော့ဘလို့အခြေအနေမျိုးကနေမဆိုပုံမတောက်ပတဲ့ဘဝအသေးကိုတိဆောက်သွားနိုင်မှာသိကြတယ်ဒါကြောင့်ဒီနေ့ကရင်စပြီးတော့စင်ကြေပေးတာတွေကိုရပ်တက်လိုက်ပြီးတော့ကိုဘဝရဲ့ဇက်လိုက်မင်းသားအဖြစ်ရဲရဲဝံ့ဝံ့ရှေ့ဆက်ပြီးတော့ကိုတို့တွေတူတူရှောက်လန်းကြမယ်နော်နောက်တစ်ချက်အနေနဲ့ကတော့ကိုယ့်ရဲ့အတွေးတွေနဲ့ယုံကြည်ချက်တွေကကိုယ့်ဘဝအပေါ်ဘလောက်အတိုင်းအတာအထိကိုကြီးကြီးမားမားတက်ရောက်မှုရှိလဲဆိုတာကိုအသေးစိတ်စနစ်တကျကိုကရှင်းပြခြင်းသေးတယ်။ဒါကကိုယ့်ဘဝရဲ့အချိုးအကွေ့ကိုဆုံးဖြတ်ပေးမဲ့တကယ်ကိုအရေးကြီးလို့နဲ့အချက်တစ်ချက်ဖြစ်တယ်နော်။စာရေးဆရာကကိုယ့်ရဲ့အတွေးတွေကကိုယ့်ရဲ့လက်တွေ့ဘဝကိုဖန်တီးတယ်လို့စာအုပ်ထဲမှာအတိအကျအခိုင်အမာပြောထားတယ်။ဒါကြောင့်ကိုယ့်ဘဝကိုဒီထက်မကပိုပြီးကောင်းမွန်တိုးတက်လာဖို့ဆိုရင်ပထမဆုံးမဖြစ်မနေလှုံ့ဆော်ရဖို့ကတော့ကိုယ့်ခေါင်းထဲကိုနေတိုင်းရောက်ရှိနေတဲ့အတွေးတွေရဲ့အရေးအသွေးကိုအရင်ဆုံးကိုကမြင့်တင်ပြီးဖို့လိုအပ်လိမ့်မယ်။ကိုယ့်ခေါင်းထဲကိုနေ့စဉ်နဲ့အမျှဘလို့အတွေးမျိုးတွေကိုပေးဝင်နေလဲဘလို့အရာတွေကိုအာယုံစိုက်နေလဲဆိုတာကိုယ်တိုင်တိတိကျကျစစ်ပြီးတော့ကန်တန်ရမယ်။ဘာဖြစ်လို့လဲဆိုတော့ဘဝရဲ့အောင်မြင်မှုဖြစ်စဉ်ကဒီလိုမျိုးအဆင့်အဆင့်သွားတာမို့လို့ပထမဆုံးကိုယ်စိတ်ထဲမှာပေါ်လာတဲ့အတွေးကနေတဆင့်ခံစားချက်တွေဖြစ်လာမယ်အဲ့ဒီခံစားချက်ကနေတဆင့်ကိုယ့်ရဲ့အပြုအမူနဲ့လှုပ်ဆောင်ချက်တွေဖြစ်လာပြီးတော့အဲ့ဒီလှုပ်ဆောင်ချက်တွေရဲ့အကျိုးဆက်ကနေပဲနောက်ဆုံးမှာကိုယ့်ဘဝရဲ့ရလဒ်တွေထွက်ပေါ်လာတာပေါ့ဆိုလိုတာကငါကတော့ဘာလို့အဆင်မပြေဘူးငါဘဝကတော့ဒီတိုင်းပဲပြီးသွားမှာလို့နေတိုင်းစိတ်ပြက်စရာအစိုးမြင်အတွေးတွေကိုပဲတွေးနေရင်တော့စိတ်တက်ကြပြီးတော့အားငယ်တဲ့ခံစားချက်တွေကအလိုလိုဝင်လာလိမ့်မယ်အဲ့ဒီခံစားချက်ကနေတဆင်ဘာကိုမှစ조사ခြင်းစိတ်မရှိတော့ဘဲနဲ့အလုံးတစ်ခုကိုဇွဲမရှိဘဲနဲ့လဲခဏလက်လျှော့ပစ်လိုက်တဲ့အပြုအမူတွေဖြစ်လာပြီးတော့နောက်ဆုံးမှာကိုရီသိတဲ့အတိုင်းတကယ်ကိုဘာမှဖြစ်မြောက်မလာတော့တဲ့ရလက်ဆိုးတွေနဲ့ပဲရင်ဆိုင်ရတတ်တော့တာပေါ့ဒါကြောင့်ကိုရရှိနေတဲ့ဘဝရလက်တွေကိုမကြိုက်ဘူးဆိုလို့ရှင်ကိုခေါင်းထဲကနေပေးသွင်းနေတဲ့အတွေးတွေကိုအရင်ဆုံးပြောင်းလဲပြရမယ်ဒီနေရာမှာအပြုသဘောဆောင်တဲ့အတွေးလို့ပြောတဲ့အခါမှာတချို့လူတွေကနားလေလွဲနေတယ်လို့ဘဝမှာကြုံတွေ့နေရတဲ့ပြဿနာတွေကိုမျက်ကွယ်ပြုပြီးတော့ဘာမှမသိတယ်လို့မျိုးနေရမျိုးမဟုတ်ဘူးเนาะလောကကြီးမှာဘာအခက်ခဲမှမရှိဘူးအားလုံးအဆင်ပြေနေတယ်လို့ကိုလိန်ညာပြီးစိတ်ကူးရင်နေတာမျိုးလည်းမဟုတ်ဘူးเนาะတကယ်လက်တွေ့အခြေအနေကိုအရှိတိုင်းတိတိကျကျမျက်နှာချင်းဆိုင်မြင်အောင်ကြည့်အစင်မပြေမှုကိုအရင်ဆုံးလက်ခံပြီးတော့အဲ့ဒီရှိနေတဲ့အခြေအနေဇိုးကနေအကောင်းဆုံးဖြစ်အောင်ရှေ့ဆက်ပြီးတော့ဘလို့အောင်မြင်အောင်လုပ်မလဲဆိုတာကိုနီးလန်းရှာစူးစမ်းတာဖြစ်တယ်။ကြုံလာရတဲ့ပြဿနာတွေကိုကိုပို့ပြီးတန်မာလာစေမယ်။ပို့ပြီးတော့တိုးတက်လာစေမယ်စိန်ခေါ်မှုတွေနဲ့တင်ယူမှုတွေအခွင့်အလမ်းတွေအဖြစ်ကိုပြောင်းလဲမြင်တတ်တာကိုဆိုလိုတာပဲ။ဘဝမှာနေထိုင်တဲ့အခါအခက်ခဲဆိုတာကလူတိုင်းကြုံရမှာပဲလीနော်။ဒါပေမဲ့အဲ့ဒီအခက်ခဲကိုငါဘလို့နီးလန်းနဲ့ကြော်ဖြတ်မလဲလို့အပြုသဘောဆောင်ပြီးတော့လမ်းစာရှာတာကအကောင်းမြင်အတွေးခေါ်နည်းရဲ့စစ်မှန်တဲ့အနှစ်သာရဖြစ်တာပေါ့။စာရေးသူကဒီအတွက်စိတ်ပညာအရာအင်မတန်ကိုအသုံးဝင်တဲ့လေ့ကျင့်ခန်းလေးတစ်ခုပေးထားသေးတယ်။ကိုယ်တိုင်လည်းဘဝမှာလမ်းပြောက်နေစဉ်တုန်းကစမ်းလုပ်ကြည့်ခဲ့ဘူးတဲ့ခံစားချက်မျိုးနဲ့ပြန်လည်မျှဝေရမယ်ဆိုလို့ရှိရင်တော့အစပိုင်းမှာတင်းငယ်တဲ့ခြေတန်းအနေနဲ့48နာရီအတွင်းမှာကိုယ်စိတ်ထဲမှာဘလို့အစိုးမြင်အတွေ့စိတ်ညစ်စရာအတွေ့သူတပားကိုမနာလိုတဲ့အတွေ့ဘာမှမရှိအောင်တတိကပ်ပြီးတော့ထိန်းချုပ်ကြည့်စိတ်ထဲမှာဘေးနားကလူတွေကိုမကျေနပ်တာတွေအလုတ်ခွင်ကလူတွေကိုစိတ်ဆိုးတာဒါမှမဟုတ်ကိုဘွားကိုအားမလို့အားမရဖြစ်ပြီးတော့စိတ်ပြတ်တာမျိုးတွေပေါ့ဝင်လာတာနဲ့ချက်ချင်းငါအစိုးမြင်နေမိပြီလို့တတိကပ်ရမယ်အဲ့ဒီလိုအစိုးမြင်အတွင်းဝင်လာတိုင်းအဲ့ဒါကိုမြစ်တာထားခြင်းရင်ထဲမှာငြိမ်းချမ်းခြင်းနဲ့ဂယုဏတက်ခြင်းစတဲ့အပြုသဘောဆောင်တဲ့အကောင်းမြင်အတွေးတွေနဲ့ချက်ချင်းကိုအစားထိုးပြစ်ကြမယ်ဒါကို48နာရီကနေ10 9ရက်9ရက်စသဖြင့်အချိန်ကာလတဖြည်းဖြည်းတိုးပြီးတော့ဆွဆွမြဲလေ့ကျင့်သွားမယ်ဆိုရင်တော့ကိုယ့်ရဲ့စိတ်နေစိတ်ထားကတိတိတတ်တာအကြီးအကျယ်ကိုပြောင်းလဲလာတာကိုကိုယ်တိုင်တွေ့ရလိမ့်မယ်နော်စိတ်ထဲမှာမလို့အပ်တဲ့တောကတွေကင်းဝေးပြီးတော့တဖြည်းဖြည်းနဲ့အေးချမ်းလာပြီးအရင်ကထက်လည်းပိုပြီးတော့ဘဝကပျော်ရွှင်ကျေနပ်လာတာကိုလက်တွေ့ခံစားရလိမ့်မယ်သိပ္ပံနည်းကျသက်သေပြချက်တွေအနေနဲ့ကလည်း placebo effect လို့ခေါ်တဲ့စိတ်ဆွမ်းရည်ကြောင့်ဆေးစွမ်းထက်ခြင်းဆိုတာရှိတယ်ဒါကတော့ဆေးပညာအရာကအကြိမ်ကြိမ်သက်သေပြပြီးသားအရာတစ်ခုပဲတက်ခွဲကမ်းမှာစမ်းသပ်တဲ့အခါမှာလူတစ်ယောက်ကိုတကယ်ယောဂပျောက်ဆေးစစ်မဟုတ်ဘဲနဲ့တကြားလုံးဓမ္မမဟုတ်ဗီတာမင်အားဆေးလေးကိုပဲဒါကယောဂကိုအမြင့်ပြတ်ကုသပေးနိုင်တဲ့ဆွေးစွမ်းကောင်းကြီးလို့ပြောပြီးတိုက်လိုက်တာမျိုးပေါ့အဲ့ဒီခါမှာလူနာကဒါကိုအပြည့်အဝယုံကြည်ပြီးတော့တောက်လိုက်တဲ့အတွက်ခန္ဓာကိုယ်ထဲကယောဂဝေနာတွေကတကယ်ကိုပဲအံ့ဩစရာကောင်းလာအောင်တက်တာပျောက်ကင်းသွားတတ်တယ်ဒါကိုကြည့်ခြင်းအပြင်ကိုယ့်ရဲ့အတွင်းနဲ့ယုံကြည်မှုစွမ်းအားတွေကခန္ဓာကိုယ်နဲ့လက်တွေ့ဘဝအပေါ်ဘလောက်ထိကိုထိရောက်လွှမ်းမိုးချုပ်ကင်ထားတယ်လဲဆိုတာကိုထင်ရှားသက်သေပြနေတာပဲပေါ့ဒါအပြင် Pygmalion effect လို့ခေါ်တဲ့စိတ်ပညာအယူအဆတစ်ခုလည်းရှိသေးတယ်
ဒါကတော့ကိုယ့်အပေါ်မှာဘာပဲဖြစ်ဖြစ်တခြားသူတွေတယောက်ပေါ်မှာပဲဖြစ်ဖြစ်မျောလင်းချက်မိမိမမထားရှိပေးတဲ့အခါမှာအဲ့ဒီလူရဲ့လှုပ်ဆောင်နိုင်စွမ်းနဲ့စွမ်းဆောင်ရည်ကတိတိတတ်တာကိုပို့ပြီးတော့တိုးတက်ကောင်းမွန်လာတာမျိုးပေါ့ကိုငါကတော့ဒီထက်မကတိုးတက်အောင်လုပ်နိုင်တဲ့သူပဲငါဒါကိုတကယ်ဖြစ်မြောက်အောင်လုပ်နိုင်တယ်လို့စိတ်ထဲကနေခက်ခိုင်မာယုံကြည်ပေးထားရင်တော့ကိုယ့်ရဲ့အုံနောက်ကလည်းအဲ့ဒီယုံကြည်ချက်အတိုင်းကိုအမှန်တကယ်ဖြစ်လာအောင်လိုအပ်တဲ့နီးလန်းတွေလမ်းစာတွေကိုနေ့စဉ်ဘဝမှာအလိုလိုရှာဖွေလာတော့တာပဲပေါ့နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့တမိုင်းဝင်တာရကလေးတစ်ခုကိုကိုတို့တူတူကြည့်ရအောင်1954ခုနှစ်မေလ6ရက်နေ့မတိုင်ခင်တုန်းကလူသားတွေရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံအရာကတမိုင်ကို4မိနစ်အောက်အချိန်နဲ့ပြေးနိုင်မှုဆိုတာတိတ်ပန်ကြီးကြကလုံးဝမဖြစ်နိုင်တဲ့အရာအသက်အန္တရာယ်တောင်ရှိနိုင်တဲ့အရာကိုတကဘာလုံးကအခိုင်အမာကိုယုံကြည်ထားကြတယ်ဒါနဲ့ပတ်သက်ပြီးကန့်သက်ချက် theory စာတမ်းတွေတောင်မှအများကြီးထွက်ခဲ့ဘူးတယ်ဒါပေမဲ့ Roger Bannister ဆိုတဲ့ဗြိတိန်အပြည်သမားတစ်ယောက်ကပေါ့အဲ့ဒီလူကသတ်မှတ်ထားတဲ့ကန့်သက်ချက်တွေကိုငါလုံနိုင်တယ်ဆိုတဲ့ယုံကြည်ချက်တစ်ခုတည်းနဲ့ချိုးဖောက်ပြီးတော့ Oxford ပြိုင်ပွဲမှာ4မိနစ်အောက်နဲ့ပြေးပြလိုက်တော့တာပဲအဲ့ဒီလိုသူကမဖြစ်နိုင်ဘူးဆိုတဲ့အယူအဆဟောင်းတွေကိုချိုးဖျက်ပြီးတော့နောက်မှာတော့အံ့ဩစရာကောင်းတာကအခြားအပြေးသမားပေါင်း1000ကျော်ကလည်းတမိုင်ကို4မိနစ်အောက်နဲ့လွယ်ကူကူထပ်ပြီးတော့ပြေးနိုင်သွားကြပြန်တယ်ဘာဖြစ်လို့လဲဆိုတော့လူသားတွေက4မိနစ်အောက်ပြေးလို့ရတာပဲဆိုတဲ့အတွေးနဲ့ယုံကြည်ချက်အသစ်တွေကလူရဲ့စိတ်ထဲကိုဝင်သွားလို့ပဲဒါကအတွေးနဲ့ယုံကြည်ချက်ကိုပြောင်းလဲလိုက်တာနဲ့မဖြစ်နိုင်ဘူးလို့သတ်မှတ်ထားတဲ့ကန့်သက်ချက်တွေပျောက်ပြတ်သွားနိုင်တယ်ဆိုတဲ့အကောင်းဆုံးသက်သေပဲပေါ့လူအများစုမှာကကိုမတိမတာထောင်ချောက်ဆင်ပြီးတော့ဘောက်ခတ်ထားတဲ့ယုံကြည်မှုအမှားတွေရှိတတ်ကြတယ်ဥမာပြောရရင်ငါကအပြောဆိုမတက်ဘူးငါမှလူချင်းလူခင်နေတယ်ငါကတော့စီးပွားရေးလုပ်ရင်ရှုံးပါပဲငါမှပါရမီနဲ့အရေးချင်းမရှိဘူးငါလိုလူကဘယ်လိုလုပ်အောင်မြင်နိုင်မှာလဲဘဝကခက်ခဲလုံးပါတယ်ဆိုတာမျိုးတွေပေါ့အဲ့ဒီလိုစိတ်သက်ကြစရာအတွေးတွေကိုယုံကြည်နေတဲ့ရွေးကတော့ကိုဘဝကအဲ့ဒီကိုယ်တိုင်ဆွဲထားတဲ့ပိတ်လောင်ထားတဲ့ဘောင်ထဲကနေဘတော်မှရုံထွက်နိုင်မှာမဟုတ်နိုင်ဘူးအဲ့ဒီအစားကိုရှေ့ဆက်ဖို့အားဖြစ်စေမယ်ယုံကြည်ချက်အသစ်တွေဖြစ်တဲ့ငါကံကြမ္မာကိုငါကိုယ်တိုင်ဖန်တီးတယ်ငါအသေးအတန်စူးစမ်းရင်ဖြစ်နိုင်ခြေတွေအများကြီးရှိသေးတယ်ငါမှာတမူထူးခြားတဲ့စွမ်းအားတွေလည်းရှိတယ်ဆိုတဲ့အတွေးတွေနဲ့ပြောင်းလဲနေထိုင်ကြည့်လိုက်ယုံကြည်ချက်ပြောင်းလဲဖို့အတွက်ကနေ့တိုင်း10မိနစ်လောက်အချိန်ပေးပြီးတော့ကိုယ့်ရဲ့ဆန္ဒတွေရည်မှန်းချက်တွေတကယ်ပြည့်ဝသွားပြီးအောင်မြင်သွားပြီလို့စိတ်ကူးထဲမှာကွင်းကွက်ပုံရိပ်ဖော်ကြည့်လိုက်ကိုလိုချင်တဲ့အောင်မြင်မှုတွေပျော်ရွှင်မှုတွေကိုစိတ်ထဲမှာကြိုပြီးတော့လက်ခံခန်းစားကြည့်ခြင်းအပြင်ကိုယ့်ရဲ့အတွေးစွမ်းအားတွေကအကောင်းဘက်ကိုဥတည်သွားမှာပေါ့အဲ့ဒီလိုပုံမှန်လေ့ကျင့်ပြီးရင်တော့ကိုယ့်ဝရဲ့အခြေအနေတွေကတဖြည်းဖြည်းချင်းအကောင်းဘက်ကိုလိုက်ရန်ကူပြောင်းလာလိမ့်မယ်နောက်ဆုံးမှာကိုယ့်ရဲ့ယုံကြည်ချက်ကိုစနစ်တကျပြောင်းလဲပြနိုင်မှုဆိုရင်စိတ်ချမ်းသာစရာကောင်းတဲ့ဘဝအသစ်တစ်ခုကိုတေချာပေါက်ပိုင်ဆိုင်ခွင့်ရလိမ့်မယ်တတိယပိုင်းအနေနဲ့ကတော့ကိုယ့်ရဲ့စိတ်နေစိတ်ထားနဲ့အရာရာကိုကြည့်မြင်တဲ့ရှုထောင့်အမြင်ရဲ့အင်မတန်ကျယ်ပြန့်နက်ရှိုင်းတဲ့အရေးပါပုံအကြောင်းကိုခွဲခြမ်းစိတ်ဖြာပြီးတော့ပြောပြပေးခြင်းသေးတယ်ဒီအချက်ကကိုယ့်ဘဝရဲ့ပျော်ရွှင်မှုနဲ့စိတ်ချမ်းသာမှုအတွက်ကိုတကယ်ကိုအဆုံးဖြတ်ပေးမယ်တောချက်လေးတစ်ခုပေါ့စာရေးဆရာ Mark Reclow ကကိုယ့်ရဲ့စိတ်နေစိတ်ထားကကိုယ့်ရဲ့ပျော်ရွှင်မှုအတွက်အဓိကအကျဆုံးအရာဖြစ်တယ်လို့အခိုင်အမာသူကပြောထားသေးတယ်ကမ္ဘာကျော်စာဆိုကြီး William Shakespeare ရဲ့ထင်ရှားလာတဲ့စကားလေးတစ်ခုကိုပြောပြပေးမယ်သူကဘာပြောခဲ့လဲဆိုတော့လောကမှာကောင်းတယ်ဆိုးတယ်ဆိုတာထက်ဘာမှတသက်မမှတ်မရှိဘူးကိုယ့်ရဲ့တွေးတောပုံကသာအဲ့ဒီအရာကိုကောင်းခြင်းဒါမှမဟုတ်ရင်ဆိုးခြင်းဖြစ်စေတာပဲတဲ့ဒါကအင်မတန်မှန်ကန်တဲ့အမှန်တရားလေးတစ်ခုလောကမှာကြုံတွေ့ရတဲ့အတွေ့အကြုံတွေဖြစ်ရတွေဆိုတာကတကယ်တမ်းတော့ဘာမှသတ်မှတ်ချက်မရှိတဲ့ကြားကနေပြီးတော့သဘောတရားတွေသာဖြစ်တယ်ကိုကသာအဲ့ဒီအရာတွေကိုစိတ်ထဲကနေအတိတ်ပဲတွေလိုက်ပေးနေတာမျိုးပေါ့ဆိုလိုတာကကိုကကောင်းတယ်လို့သတ်မှတ်ရင်ကောင်းသွားပြီးတော့ဆိုးတယ်လို့တွေးတိုင်းဆိုးသွားတဲ့သဘောမျိုးပဲပေါ့ဒါကြောင့်စာရေးသူကကိုယ်တိုင်ဘဝမှာလက်တွေ့အသုံးချလို့ရမယ်အမြင်ပြောင်းလဲခြင်းလို့ခေါ်တဲ့နည်းပညာစနစ်လေးတစ်ခုကိုတေချာသင်ပေးထားသေးတယ်ဒါကဘဝမှာဖြစ်ပျက်သွားတဲ့ဖြစ်ရပ်တစ်ခုဒါမှမဟုတ်အခက်အခဲတစ်ခုအပေါ်ကိုကြည့်လိုက်တဲ့ရှုထောင့်ကိုလုံးဝပြောင်းလဲပစ်လိုက်တာမျိုးပေါ့ဥမာလေးတစ်ခုနဲ့မြင်တာအောင်ကိုကပြောရမယ်ဆိုရင်ကိုကအလုပ်တစ်ခုကိုဒါမှမဟုတ်လုပ်ငန်းတစ်ခုစလုပ်ကြည့်ရကနေကြာရှုံးမှုနဲ့ဆိုးဆိုးရွားရွားရင်ဆိုင်လိုက်ရတဲ့အခါမျိုးမှာတော့ခံရသူစိတ်ဓာတ်နဲ့ငါကတော့ကြာရှုံးခဲ့ရပြီလို့တွေးပြီးတော့စိတ်ဆင်းရဲနေမဲ့အစားရှုထောင့်ကိုပြောင်းပြီးတော့ငါဒီအမှားကနေဘဝအတွက်ကိုအများကြီးသင်ယူလိုက်ရပြီလို့ပြောင်းလဲတွေးတောလိုက်တာမျိုးပေါ့ဒါကိုတင်ယူမှုအတွေ့အကြုံကောင်းလို့ခေါ်တာဖြစ်တယ်ဒီလိုအမြင်ပြောင်းလဲလိုက်တာနဲ့ခေါင်းထဲမှာခံစားရတဲ့စိတ်ဖိစီးမှုတွေကချက်ချင်းရောကျသွားပြီးတော့ရှေ့ဆက်ဖို့အားရည်သစ်တွေကလည်းအလိုလိုပြန်ပြည့်လာတော့တာပေါ့ငါဆိုးဆိုးရွားကြာရှုံးခဲ့ရတယ်ဆိုတဲ့အတွေးနဲ့ငါအများကြီးတင်ယူခဲ့ရတယ်ဆိုတဲ့အတွေးနှစ်ခုရဲ့စိတ်ထဲမှာခံစားရတဲ့ခြားနာချက်ကိုတို့တွေခဏလောက်ငြိမ်ပြီးတော့ခံစားကြည့်ကြမလားလုံးဝကွာခြားသွားတာကိုတွေ့ရလိမ့်မယ်နော်
အချိန်နေတစ်ခုကကပ်ဘေးတစ်ခုဖြစ်မလားဒါမှမဟုတ်ကိုပို့ပြီးတော့တန်မာစေမယ်စိန်ခေါ်မှုတစ်ခုဖြစ်မလားဆိုတာကိုကိုယ်တိုင်အမြင်ပြောင်းလဲနိုင်မှုအပေါ်မှာပဲမူတည်လိမ့်မယ်စာရေးသူကသူ့ရဲ့လက်တွေ့ဘဝဥမာဇက်လန်လေးကိုပွပွလင်းလင်းဝေမျှထားသေးတယ်သူကောလိပ်ကျောင်းပြီးတဲ့အခါမှာဘာအလုံးမှမရဘဲနဲ့6လတိအလုံးလက်မဲ့ဖြစ်ခဲ့ရဘူးတဲ့အဲ့ဒီအချိန်တုန်းကတော့ကုမ္ပဏီတွေကသူ့ကိုအကြိမ်ကြိမ်ညင်းပယ်ခဲ့ကြလို့အစပိုင်းမှာတော့သူကကိုတနာနေတဲ့စိတ်တွေဝင်ပြီးတော့စိတ်ထက်ကြခဲ့ရတယ်ဒါပေမဲ့နောက်ပိုင်းနှစ်တွေကြာလို့ဘဝကပြန်လှည့်ကြည့်တဲ့အခါကျတော့မှအဲ့ဒီတုန်းကညင်းပယ်မှုတွေကြုံခဲ့ရလို့ဒါဘာစီလိုနာမြို့မှာသူတကယ်ဝါသနာပါတဲ့အကောင်းဆုံးအလုံးနဲ့ဘဝအတစ်ကိုရှာဖွေစတင်ဝင်ရခဲ့ရတာဖြစ်တဲ့အကြောင်းကိုသူကသဘောပေါက်သွားခဲ့တယ်အဲ့ဒါကြောင့်သူကအတိတ်ကတနာစရာ mark ဘဝကနေပြီးတော့ကံကောင်းတဲ့ကောင်ဆိုပြီးတော့အခုချိန်မှာရီရီမောမောနဲ့ရှုထောင်ပြောင်းပြီးတော့ပြန်ပြောနိုင်ခဲ့တာပေါ့ဒီနေရာမှာစာရေးသူကနောက်ပိုင်းကျရင်ဒါကိုပြန်ရည်မိမှာပဲဆိုတဲ့နီးစနစ်လေးတစ်ခုကိုဝေမျှပေးထားသေးတယ်သူ့ရဲ့မိတ်ဆွေတယောက်ကကောလိပ်စာမေးပွဲအတွက်အရန်ကိုစိတ်ဖိစီးမှုတွေရပြီးတော့တောကရောက်နေတဲ့အချိန်တွင်းမှာနောက်6လလောက်လဲကြာသွားရောငါတို့တွေဒီအကြောင်းကိုပြန်စဉ်းစားမိတဲ့အခါရည်ကြရမှာပဲလို့ပြောမျိုးလေးရှိတယ်ဒီစကားစုလေးကကျေပြန့်တဲ့ရှုထောင့်အမြင်သစ်တွေရရှိဖို့အတွက်ကိုအင်မတန်မှအထောက်အကူပြုတဲ့စကားစုလေးတစ်ခုပေါ့ဒီနေရာမှာဇွဲလုံးလာကအင်မတန်ကိုအရေးကြီးတယ်။စာရေးသူကဇွဲရှိမှဇွဲလုံးလာစိုက်ထုတ်မှုဆိုတဲ့ကိုမှရှိတဲ့ပါရမီအရေးအချင်းတွေဉာဏ်ရည်ဉာဏ်သွေးတွေဒါမှမဟုတ်ရင်မဟာဗျူဟာတွေထွက်တောင်မှဘဝအောင်မြင်မှုအတွက်ကိုအများကြီးပို့ပြီးတော့အရေးကြီးတယ်လို့အလေးနဲ့လည်းသူကထောက်ပြထားသေးတယ်။ဘဝမှာအစီအစဉ်တွေကကိုဖြစ်ချင်တယ်လို့ဖြစ်မလာတဲ့အခါမှာတော့အဲ့ဒါကိုရေရှည်ကြရှုံးမှုလို့သတ်မှတ်ပြီးတော့လမ်းမလျှော့လိုက်နဲ့နော်။ယာယီအခက်ခဲလေးတစ်ခုလိုပဲသဘောထားပြီးတော့အစီအစဉ်တစ်တစ်ခုကိုလိုက်လျောညီထွေဖြစ်အောင်ပြောင်းလဲပြင်ဆင်ဆန်းသွက်ပေးရမှာဖြစ်တယ်။လူအများစုကဇွဲမရှိလို့မဟုတ်ဘဲနဲ့နီလန်ဟောင်းတစ်ခုတည်းကိုပဲမျက်စိမှိတ်ပြီးတော့ဇွတ်လုံနေတတ်ကြတယ်။အစီအစဉ်တစ်တွေပြောင်းလဲဖို့စိတ်လည်းမရှိကြဘူး။တာမန်နေရာမှာတွေမဲ့သူတို့ကရက်တန်သွားတတ်ကြတယ်။အဓိကမှတ်ထားရမှာကကိုယ့်ရဲ့ပန်းနိုင်ကိုတော့ဘယ်တော့မှမပြောင်းလဲပဲနဲ့အဲ့ဒီပန်းနိုင်စီသွားမဲ့အစီအစဉ်တွေကိုဒါလိုအပ်တယ်လို့လိုက်လျောညီထွေပြောင်းလဲပေးဖို့ပဲလိုအပ်တယ်။ကမ္ဘာကျော်တီထွင်သူကြီး Thomas Alva Edison ကကျွန်တော်ကြရှုံးရင်းထဲမှာအောင်မြင်မှုကိုရခဲ့တာပါလို့သူကပြောခဲ့ဘူးတယ်။သူမီးသီးတစ်လုံးတီထွင်နိုင်မှုအကြိမ်ပေါင်းများစွာစူးစမ်းခဲ့စဉ်ကအလုံးမဖြစ်တဲ့နီလန်မောင်းထောင်ချီကိုလည်းစိတ်ရှည်လက်ရှည်နဲ့ဖျက်ဆီးခဲ့ရတယ်။သူကကြရှုံးမှုကိုကြရှုံးမှုလို့မမြင်မဲနဲ့တိုးတက်မှုရဲ့တသက်အဖြစ်သူကမြင်ခဲ့လို့ပေါ့။ကိုရိုးခလေးဘဝလမ်းလျှောက်တင်ခဲ့စဉ်အခြေအနေလေးကိုပြန်ပြီးတော့အတူတူပုံဖော်ကြည့်ကြရအောင်။ကလေးငယ်တွေကလမ်းလျှောက်တက်ဖို့အတွက်ကိုထက်ခါတလဲလဲဖင်ထိုင်ရဲ့အကြိမ်ပေါင်းများစွာလဲကြခဲ့ရတယ်ဟုတ်ဒါပေမဲ့ကလေးတွေရဲ့စိတ်ထဲမှာကတော့ငါလဲကျသွားပြီးလမ်းလျှောက်တာငါနဲ့မကိုက်ပါဘူးငါတော့ကြရှုံးပြီဆိုပြီးတော့စိတ်ပြက်ပြီးတော့လက်လျှော့ခဲ့ကြလားဘယ်ကလေးကမှလက်မလျှော့ပဲနဲ့ပြန်ထပြီးတော့ပြန်စူးစမ်းခဲ့လို့ဒါအခုလိုလမ်းလျှောက်နိုင်နေပြေးနိုင်နေကြတာဟုတ်တယ်ဟုတ်ဒါပေမဲ့စိတ်မကောင်းစရာတစ်ခုကလူကြီးတွေဖြစ်လာတဲ့အခါမှာတော့ပတ်ဝန်းကျင်ရဲ့ဝေဖန်မှုတွေကိုကြောက်တာတို့ကြာရှုံးမှုကိုကြောက်တဲ့စိတ်တွေကြီးစိုးလာတာမို့လို့တခါတော့အစင်မပြေတာနဲ့အစ်အစမ်းတွေကိုစတင်လှုပ်ဆောင်မှုကိုတွန့်ဆုတ်ပြီးတော့လက်လျှော့သွားတတ်ကြတယ်။ဒါကြောင့်ဒီနေ့ကစပြီးတော့ကိုယ့်ရဲ့အတွေးခေါ်ဟောင်းတွေကိုလုံးဝစွန့်ပစ်လိုက်ကြာရှုံးမှုတိုင်းကကိုယ့်ဘဝအတွက်တင်ယူပြီးတော့ပုံမတိုးတက်လာအောင်အခွင့်အရေးပေးတဲ့ကြီးမြတ်တဲ့အချိန်လေးတွေလိုပဲအပြူသဘောဆောင်တဲ့အမြင်ပြောင်းလဲကြည့်လိုက်အမြင်ကိုပြောင်းလဲနိုင်ရင်ခွန်အားတွေအစမတန်တိုးပွားလာမှသိကြရဲနော်စရုံးလာပိုင်းအနေနဲ့ကတော့ကိုအမှန်တကယ်ဖြစ်ချင်တဲ့ဘဝကိုရှာဖွေခြင်းနဲ့ကိုတန်မိုးထားခြင်းအကြောင်းလေးဖြစ်တယ်ဘဝခရီးလမ်းကိုရှောက်လန်းတဲ့နေရာမှာကိုဘာကြောင့်မွေးဖွားလာရတာလဲဘာအတွက်ကြောင့်အလုံးလုံးနေရလဲဆိုတာကကိုပိုင်ရည်မှန်းချက်ကိုရှာဖွေတွေ့ရှိဖို့ကအင်မတန်ကိုအရေးကြီးတယ်2013ခုနှစ်ကထွက်ရှိခဲ့တဲ့စစ်တမ်းအစီရင်ခံစာတစ်ခုအရအလုံးလုံးနေတဲ့လူဦးရေရဲ့80%လောက်ကသူတို့ရဲ့အလုပ်ခွင်မှာလုံးဝကိုမပျော်ရွှင်ကြဘူးလို့ဆိုထားတယ်။အဲ့ဒီထဲကမှအလုပ်သမား90%ကပါစိတ်တက်ကြွမှုမှမရှိဘဲနဲ့စက်ရုပ်လိုပဲအလုပ်ထဲမှာရောက်နေကြပြီးတော့ကြံတဲ့20%ကတော့စိတ်ပိုင်းဆိုင်ရာအရာအလုပ်ကနေလုံးဝကိုနှုတ်ထွက်ပြီးသားဖြစ်နေတတ်ကြတယ်။စာရေးသူမတ်ကိုရိုင်းကလည်းအဲ့ဒီလိုမပျော်ရွှင်တဲ့80%သောလူသားတွေထဲမှာ9နှစ်တန်တိုင်ပါဝင်ပတ်သက်ခဲ့ပြီးတော့လမ်းပြောက်ခဲ့ဘူးတယ်လို့သူကိုရိုင်းကဝန်ခံထားသေးတယ်တကယ်လို့ကိုကနေ့စဉ်သွားရမယ့်လမ်းပြမြေပုံဒါမှမဟုတ်ရင်လမ်းညွှန်ချက်တွေလုံးဝမရှိဘဲနဲ့ကားမောင်းနေရတယ်လို့မျိုးဘဝမှာလမ်းပြောက်နေတယ်လို့ရင်ထဲမှာဟာလာဟင်းလင်းဗလာဖြစ်နေတယ်လို့ခံစားနေရရင်တော့အဲ့ဒါကကိုဘဝရဲ့စစ်မှန်တဲ့ရည်ရွယ်ချက်ကိုရှာမတွေ့သေးတဲ့လက္ခဏာတွေကြောင့်ဖြစ်တယ်။ကမ္ဘာကျော်နည်းပညာရှင် Steve Jobs ရဲ့ထင်ရှားတဲ့အကြံဉာဏ်တစ်ခုကိုပြောပြပေးမယ်။သူကပြောခဲ့လဲဆိုတော့ကိုယ့်ရဲ့အချိန်ကအကန့်အသတ်ရှိတာမို့လို့တခြားသူတယောက်ရဲ့ဘဝကိုနေထိုင်ရင်းနဲ့အချိန်မဖြုံးလိုက်ပါနဲ့ဆိုပြီးတော့ကဘာတိမိတ်ကုန်းမှာသူကထည့်သွင်းပြောကြားခဲ့သေးတယ်
ဆိုလိုတာကပတ်ဝန်းကျင်မိဘဒါမှမဟုတ်ရင်တငယ်ချင်းတွေကကိုယ့်ပေါ်မျှော်လင့်နေတဲ့လမ်းကြောင်းအတိုင်းပဲမျက်စိမှိတ်လျှောက်လန်းနေမယ်အစားကိုယ်တိုင်ဘာကိုတန်မိုးထားတယ်လဲဘာကိုကျွမ်းကျင်တာလဲဘယ်အရာကိုတကယ်ယူတော့ဝါသနာပါတာလဲဆိုတာကိုတည်တည်ချာချာပြန်လည်စမ်းစစ်ပြီးတော့ကိုယ်ပိုင်ဘဝလမ်းကြောင်းကိုရဲရဲဝံ့ဝံ့ရွေးချယ်သင့်တယ်ဆိုတာကိုပြောထားတာစာရေးသူကသူ့ရဲ့မိတ်ဆွေဤဘုံရဲ့တာရကလေးကိုဥမာပေးထားသေးတယ်သူမကလူတွေအားကြရတဲ့ဥပဒေကြောင်းကနေရုတ်တရက်ထွက်လိုက်ပြီးတော့ဖက်နှက်ဆိုင်မှာဖက်နှက်ရောင်းတဲ့အလုပ်ကိုလုပ်ဖို့အတွက်ကိုဆုံးဖြတ်ခဲ့တယ်။အဲ့ဒီချိန်တုန်းကပတ်ဝန်းကျင်ကလူတွေကသူမကိုအတုံးမကျဘူးနှမျောစရာကောင်းတယ်ဆိုပြီးတော့အမျိုးမျိုးဝေဖန်ပြီးတော့လှောင်ပြောင်ခဲ့တယ်။ဒါပေမဲ့သူမကဒီလူတွေကိုကူညီရတာကအယမ်းကိုတန်ဖိုးထားပြီးတော့ဖက်နှက်တွေကိုလည်းတကယ်ချစ်မြတ်နိုးတဲ့အတွက်ကိုအလုပ်လုပ်တဲ့အချိန်တိုင်းမှာအချိန်ကုန်လို့ကုန်မှန်းမသိအောင်ပျော်ရွှင်နေခဲ့တယ်။ရလဒ်အနေနဲ့ကတော့သူမကအဲ့ဒီစတိုးဆိုင်ကြီးမှာအယောင်အကောင်းဆုံးပထမဒန်းစားအယောင်သမားဖြစ်လာခဲ့ုံနဲ့မကဘဲနဲ့ဝင်ငွေလည်းအများကြီးရပြီးတော့ဘဝကိုအတိတ်ပဲရှိရှိနဲ့ပျော်ရွှင်စွာရှင်းသွားနိုင်ခဲ့တာပေါ့ဒါကြောင့်ကိုယ့်ရဲ့ပန်းနိုင်တွေကိုကိုယ်တိုင်တကယ်မျက်နှိုးတဲ့ကိုယ်ပိုင်တမိုးထားမှုတွေပတ်ပတ်လဲမှာပဲခိုင်ခိုင်မာမာတိဆောက်ဖို့လိုအပ်လိမ့်မယ်နောက်တစ်ချက်အနေနဲ့ကတော့စာရေးသူကဘဝမှာအရေးကြီးဆုံးသောဆက်ဆံရေးကတခြားသူတွေနဲ့ဆက်ဆံရေးမဟုတ်ဘဲနဲ့ကိုရှိတဲ့အတိုင်းလက်ခံပြီးတော့ချစ်တတ်တဲ့မိမိကိုဆက်ဆံရေးလို့အလေးနဲ့ဆိုထားသေးတယ်။ကိုယုံကြည်မှုတိဆောက်ဖို့ဆိုရင်ဘာမှပြီးပြည့်စုံနေဖို့လည်းမလိုအပ်ဘူး။ကိုမှရှိတဲ့အားနည်းချက်အားသာချက်တွေနဲ့အတူကိုရဲ့ဖြစ်တည်မှုတစ်ခုလုံးကိုရှိတဲ့အတိုင်းရဲရဲဝံ့ဝံ့လက်ခံတတ်ဖို့လိုအပ်လိမ့်မယ်။အမားလုံးပြီးတဲ့အခါမှာလဲငါကတော့အတုံးမကျတဲ့သူပဲဆိုပြီးတော့ကိုပြန်ပြီးတော့အပြစ်တင်စိတ်ဆင်းရဲနေမယ်စားအဲ့ဒီအမားဆိုးတဲ့ကနေဘာတင်ယူနိုင်မလဲအကျိုးရှိအောင်ဘယ်လိုကင်တွယ်မလဲဆိုတာကိုပဲအာရုံစိုက်ရမယ်ကမ္ဘာကျော်ပညာရှင်ကြီး Blaise Pascal ကလူသားတွေရဲ့ပြဿနာအားလုံးကအခန်းတစ်ခန်းထဲမှာတက်ရောက်ထဲငြိမ်လေးမထိုင်နိုင်ကြတာကနေစတင်တာဖြစ်တယ်လို့မိတ်ဆိုခဲ့သေးတယ်ကိုတယောက်တည်းရှိနေတဲ့အချိန်မျိုးမှာစိတ်အေးချမ်းစွာနဲ့ကောင်းမွန်စွာနေတတ်အောင်လေ့ကျင့်ယူဖို့လည်းလိုအပ်သေးတယ်ကိုတန်မိုးထားတတ်တဲ့သူတွေကဘယ်နေရာရောက်အားအင်ပြေဝနေမှာသိကြတယ်ဒီနေရာမှာကိုကြိုးကြည့်ခြင်းဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုစာရေးသူကလူတွေနားလည်ထားတဲ့လုံးဝစန့်ကျင်ဘက်ပြောင်းအသစ်ပြန်လဲဖွင့်ဆိုထားသေးတယ်အများအားဖြင့်ကတော့ကိုကြိုးကြည့်ရဲဆိုတာအတ္တကြီးပြီးတော့မကောင်းတဲ့အပြုတ်မှုလို့ထင်ရပေမဲ့စာရေးသူရဲ့အဆိုအရကတော့တကယ်အစစ်အမှန်အတိတ်ပဲကကိုအရင်ဆုံးစိတ်ရောကိုပါကျမ်းမအောင်ပျော်ရွှင်အောင်အားအင်ပြေဝအောင်ဂယုစိုက်စောင့်ရှောက်တာမျိုးကိုဆိုလိုတာဖြစ်တယ်ကိုယ်တိုင်ကစိတ်ဆင်းရဲပြီးတော့အားအင်ကုန်ခန်း၆ကပ်နေမယ်ဆိုရင်ကိုဘေးနားမှာရှိတဲ့အိမ်တောင်ဘက်သားသမီးဒါမှမဟုတ်ရင်မိသားစုဝင်တငယ်ချင်းတွေကလည်းဘယ်လိုလုပ်ပြီးတော့ကောင်းမွန်တဲ့တက်ရောက်မှုတွေကိုပေးနိုင်မှာလဲဘယ်လိုလုပ်ပြီးတော့ကျင်နာမှုတွေဝင်မျှပေးနိုင်မှာလဲကိုယ်တိုင်စားလောင်နေတဲ့သူကသူ့တပားကိုထမင်းမကျွေးနိုင်ဒါကြောင့်ကိုအရင်ဆုံးချစ်ခင်မြတ်နိုးပြီးတော့ကောင်းဂရုစိုက်တာကပတ်ဝန်းကျင်ကိုပို့ပြီးတော့ကုညီစောင့်ရှောက်ပေးနိုင်ဖို့အတွက်လည်းအခြေခံအကျဆုံးနဲ့ပထမဆုံးသောခြေလှမ်းတစ်ခုလည်းဖြစ်တယ်ကဲစတုထပိုင်းပြီးမှာတော့ဒါတွေကိုကိုဘွားထဲမှာအလွန်ခက်ခဲမနေစီပဲနဲ့ဘယ်ဖီအားမှလည်းထပ်ပြီးတော့မပေးပဲလက်တွေ့ကြကြဘလို့အသုံးချရမလဲဆိုတာကိုကအစင်လိုက်တေချာလေးပြန်ပြီးတော့ရှင်းပြပေးမယ်အပြောင်းလဲတစ်ခုကိုစလုပ်ခဲ့တဲ့အခါမှာတောင်ကြီးတစ်တောင်လုံးကိုတစ်ခါတည်းမပြီးမချင်းထမ်းပိုးမဲ့ပုံစံမျိုးလုံးဝမလုပ်ပါနဲ့အဲ့ဒီလိုစိတ်ရောကိုယ်ပါအတင်းကျပ်ဖိအားပေးပြီးတော့လုပ်ရင်စိတ်ပင်ပန်းပြီးခဏနဲ့လက်လျှော့သွားတတ်တာပေါ့တနေ့ကိုနည်းနည်းချင်းစီမနက်တိုင်းတတိထားပြီးတော့ဖြည်းဖြည်းချင်းပြောင်းလဲသွားရင်ပဲရပြီတင်းငယ်တဲ့ခြေလမ်းတွေကနေပဲအရှိန်ယူပြီးတော့ရေရှည်တည်တတ်မယ်ဘဝအပြောင်းလဲကိုတို့တွေတိဆောက်သွားကြမယ်ပထမအဆင့်အနေနဲ့ကတော့ကိုယ့်ရဲ့တာဝန်ယူမှုကိုလက်ခံရမယ်မနှက်ဖြန်မနှက်မျက်စိနိုးလာတဲ့အချိန်ကနေစပြီးတော့ကိုယ့်ဘဝမှာတခုခုအဆင်မပြေဖြစ်တိုင်းဒါမှမဟုတ်လုပ်ငန်းခွင်နဲ့လူမှုရေးမှာလွဲချော်မှုတွေကြုံလာတိုင်းကိုတခြားသူတွေကိုလိုက်ပြီးတော့အပြစ်တင်တာကိုချက်ချင်းရပ်တန့်ပြရမယ်ပတ်ဝန်းကျင်နဲ့ကံကြမ္မာကိုပဲအပြစ်ထိုင်တင်ပြီးတော့စိတ်ညစ်မခံနဲ့နော်အဲ့ဒီစားငါဒီအခြေအနေဆိုးကိုပိုကောင်းအောင်ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့မေးခွန်းကိုကိုအမြဲတမ်းပြန်မေးကြည့်ကိုယ်တိုင်ကပြဿနာရဲ့တာဝန်ရှိသူအဖြစ်ရဲရဲဝံ့ဝံ့ခံယူလိုက်တဲ့အခိုက်အတန့်မှာပဲဒီပြဿနာကိုကြော်ဖြတ်ဖြေရှင်းနိုင်မယ်စွမ်းအားကကိုယ့်လက်ထဲကိုအလိုလိုရောက်ရှိလာမှာဖြစ်တယ်ဒုတိယအဆင့်အနေနဲ့ကတော့ကိုယ့်အတွေးတွေကိုသတိထားပြီးတော့စောင့်ကြည့်လူဆိုတာနေ့စဉ်နဲ့အမျှခေါင်းထဲမှာအတွေးပေါင်းများစွာကိုအလိုလိုတွေးတောနေတတ်ကြတယ်။အဲ့ဒီလိုတွေးတောနေတဲ့အထဲကကိုယ့်စိတ်ထဲမှာအစိုးမြင်အတွေးတွေစိတ်ညစ်စရာအတွေးတွေသူတစ်ပါးကိုမကျေနပ်တဲ့အတွေးဒါမှမဟုတ်ရင်အားငယ်စရာအတွေးတစ်ခုခုတွေးမိနေပြီလို့တတိယလိုက်တိုင်းမှာအရာရာအဆင်ပြေသွားမှာပါဆိုတဲ့အပြုသဘောဆောင်တဲ့အကောင်းမြင်စိတ်လေးနဲ့ချက်ချင်းအစားထိုးလိုက်စိတ်ထဲမှာညှို့ငယ်မှုတွေစိတ်ဝင်မလာနိုင်အောင်လို့အကောင်းမြင်အတွေးတွေနဲ့အချိန်မီလမ်းကြောင်းပြန်လွှဲပေးတဲ့စိတ်ဓာတ်လေးကိုလေ့ကျင့်ပြီးတော့နေ့စဉ်သတိကပ်ပြီးပြိုးထောင်ရမယ်
တတိယအဆင့်အနေနဲ့ကတော့လက်တွေ့ခေါင်းဆောင်မှုကိုရဲရဲဝံ့ဝံ့စတင်လိုက်ပါခေါင်းထဲမှာအတွေးတွေအစီအစဉ်တွေဘလောက်ပဲကောင်းကောင်းတွေးနေပြီးတော့လက်တွေ့မရလို့ရင်ဘာရလက်မှထွက်လာမှာမဟုတ်ဘူးအတိတ်တုန်းကကိုအမြဲတမ်းလေ့ကျင့်ခဲ့ပေမဲ့တွန့်ဆုတ်နေလို့ဒါမှမဟုတ်ညင်းပယ်ခံရမှာကြောက်လို့မလို့ဖြစ်ခဲ့တဲ့အလွန်တင်းငယ်တဲ့အလုပ်တစ်ခုကိုဒီနေ့ပဲရဲရဲဝံ့ဝံ့စလုပ်ကြည့်လူတော်တော်များများကတော့တနေ့ကျရင်အဆင်ပြေမှာပါဆိုပြီးတော့ပြည့်စုံတဲ့အချိန်ကောင်းကိုပဲထိုင်ဆောင်နေတတ်ကြတယ်ဘဝမှာအလုံးစုံပြည့်စုံတဲ့အချိန်ဆိုတာကဘယ်တော့မှလာမှာမဟုတ်ဘူးကိုရဲရဲဝံ့ဝံ့စတင်လိုက်တဲ့အခုလက်ရှိအခိုက်အတန့်ကသာကိုဘဝကိုပြောင်းလဲပစ်ဖို့အတွက်အကောင်းဆုံးအချိန်ပဲစတုထအဆင့်အနေနဲ့ကတော့ကိုပို့ပြီးတော့ချစ်ပေးပါလူတွေကသူတစ်ပါးစီကအတိအမှတ်ပြုမှုနဲ့ချီးကျူးမှုကိုပဲလိုက်ရှာနေတတ်ကြပြီးတော့ကိုချီးကျူးဖို့ကိုမေ့တက်နေကြတယ်ဟုတ်ဒါကြောင့်နေတိုင်းကိုဘဝမှာရှိတဲ့ကျေးဇူးတင်စရာကောင်းတဲ့အရာဒါမှမဟုတ်ရင်ကိုကောင်းကောင်းမွန်မွန်လှုပ်ဆောင်နိုင်ခဲ့တဲ့အရာသေးသေးလေး၃ခုကိုညမအိတ်ခင်စာအုပ်လေးတစ်အုပ်ထဲမှာစနစ်တကျချရေးတတ်တဲ့အလေးအကျင့်ကိုမပြတ်မကွက်လေးလုပ်ကြည့်ဒီလိုလှုပ်ပေးခြင်းအပြင်ကိုယ့်ရဲ့စိတ်နေစိတ်ထားနဲ့ကိုတန်ဖိုးထားမှုတွေကလည်းတရက်ထက်တရက်ပို့ပြီးတော့မြင့်မားလာပြီးဘဝကိုစိတ်ချမ်းသာစွာနဲ့ရှေ့ဆက်နိုင်မှာတေချာပဲနော်ဒီနေ့ကိုရိုအတူတူအချိန်ပေးပြီးတော့နားဆင်နေကြတဲ့ Mark Ruffalo ရဲ့အဖိုးတန်သင်ခန်းစာတွေကကိုဘဝအတွက်ကိုတကယ်ကိုလမ်းမှန်ရောက်စေမယ်အလင်းပြပေးနိုင်တဲ့လက်တွေ့ကြတဲ့ကိရိယာကောင်းလေးတစ်ခုပေါ့စောက်ထဲကအချက်လက်တွေကိုရိုးကြီးမှတ်သားထားရုံနဲ့မဟုတ်ဘဲနဲ့နေ့စဉ်ဘဝရဲ့အချိုးကွေတိုင်းမှာအမြဲတမ်းပြန်နေစမ်းစစ်ပေးနေဖို့လည်းလိုအပ်လိမ့်မယ်နော်တေဂာနီလူတွေကိုသူတို့ရဲ့နောက်ဆုံးအချိန်ထိကိုမြစ်တာရှေ့ထားပြီးတော့ဂယူးတက်ဆိုင်ပြုစုစောင့်ရှောက်ပေးခဲ့တဲ့နာမည်ကြီးဩစတြေးလျနိုင်ငံသူနာပြုဆရာမကြီး Bronnie Ware ရဲ့ကဘာကျော်လေးလာချက်အစီရင်ခံစာလေးတစ်ခုကိုလည်းပြောပြခြင်းသေးတယ်အဲ့ဒီစစ်တမ်းအရာလူတွေကဘဝရဲ့နောက်ဆုံးထွက်သက်ကိုရောက်ခံနေအချိန်မှာနောင်သားအရဆုံးနဲ့ရေအနာရဆုံးအချက်ကြီး၅ချက်ရှိရတဲ့မှာပထမဆုံးနဲ့အဓိကအကျဆုံးအချက်ကငါကပတ်ဝန်းကျင်ကသူတွေအပေါ်ကိုမျှော်လင့်ထားတဲ့အတိုင်းပဲမျက်စိမှိတ်နေထိုင်ခဲ့ပြီးတော့ကိုယ်တိုင်အမှန်တကယ်ဖြစ်ချင်တဲ့ဘဝအတိုင်းရဲရဲဝံ့ဝံ့နေထိုင်ခွင့်ရှိခဲ့ရင်အကောင်းသားပဲဆိုတဲ့အချက်ပဲလူအများစုကဘဝရဲ့နောက်ဆုံးအချိန်ကြမှာဒါဒီအမှန်တရားကိုသဘောပေါက်သွားတတ်ကြပြီးတော့အဲ့ဒီအချိန်မှာတော့ပြန်ပြင်မှုအချိန်မရှိတော့ဘူးကို့အနေနဲ့ကတော့အဲ့ဒီလိုလူမျိုးတွေမှာပါဝင်ခြင်းသေးလားApple Company ရဲ့တည်ထောင်သူကဘာကျော်နည်းပညာရှင်ကြီး Steve Jobs ကလည်းသူ့ရဲ့နာမည်ကြီးမိန့်ခွန်းတစ်ခုမှာအင်မတန်ကိုအနှစ်သာရရှိတဲ့စကားတစ်ခုကိုခြံထားခဲ့သေးတယ်။သူကငါမကြခင်သေတော့မယ်ဆိုတဲ့စကားကိုအမြဲတတိယနေခြင်းကဘဝရဲ့ကြီးမားတဲ့ဆုံးဖြတ်ချက်တွေနဲ့ရွေးချယ်မှုတွေလုပ်တဲ့နေရာမှာငါ့ကိုအကူအညီအဖြစ်ခဲ့ဆုံးနဲ့အရေးကြီးဆုံးကရိယာပဲလို့ပြောထားသေးတယ်။လူဆိုတာသေခြင်းတရားကိုအမှန်တိုင်းတတိပြုမိတဲ့အခါမျိုးမှာပတ်ဝန်းကျင်ကကို့ပေါ်ထားရှိတဲ့မျှော်လင့်ချက်တွေမာနတွေရှက်ရွံ့ရမှာကြောက်တာတွေဒါမှမဟုတ်ကြရှုံးရမှာကိုစိုးရိမ်တာတွေအားလုံးကနှင်းခဲတွေနေပူစာလုံတလို့မျိုးအလိုလိုအရေးပျော်ပြီးတော့ပျောက်ကွယ်သွားတတ်ကြတယ်ဘဝမှာဘယ်အရာကအမှန်တကယ်အရေးကြီးဆုံးလဲငါဘာကိုတကယ်လှုပ်ချင်တာလဲဆိုတဲ့အနှစ်သာရကိုပဲအထင်ရှားမြင်လာစေမှာဖြစ်တယ်ဒါကြောင့်ဘဝပြောင်းလဲမှုအောင်မြင်မှုဆိုတာကတခါတည်းနဲ့ကြီးမားလို့နဲ့အပြောင်းလဲကြီးတွေချက်ချင်းဖြစ်လာအောင်လုပ်เสียမလို့ဘူးတရက်ထဲနဲ့လူအစ်စ်လုံးဝဖြစ်သွားဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးဘဝဆိုတာကတဆင်ပြီးတဆင့်တနေချင်းစီတင်းငယ်တဲ့အလေးကျင့်လေးတွေကိုစိတ်ရှည်လက်ရှည်နဲ့ပြောင်းလဲသွားရင်းနဲ့ဒါတဖြည်းဖြည်းအချိန်ရပြီးတော့ပြောင်းလဲလာတာဖြစ်တယ်နေတိုင်းစာ10မိနစ်ဖတ်တာမနက်တိုင်းအိယာကဆော့ဆော့ထားတာမျိုးစတဲ့တင်းငယ်တဲ့အလေးကျင့်တွေကပဲနောက်ဆုံးမှာအကြီးမားဆုံးသောအောင်မြင်မှုတွေဖြစ်ပေါ်လာမှာနော်American သမ္မတဟောင်း Bill Clinton ရဲ့ထင်ရှားတဲ့စကားတစ်ခုလည်းရှိသေးတယ်အဲ့ဒါကတော့အမြဲတမ်းအရင်အတိုင်းပဲတသက်မှတ်ထဲလုံနေရင်းနဲ့ပေးဆက်ရမယ့်တန်ဖိုးကပြောင်းလဲခြင်းကြောင့်ပေးဆက်ရမယ့်တန်ဖိုးထက်အများကြီးပိုပြီးတော့များလာတယ်ဆိုတာပဲကိုကနေ့တိုင်းဖုန်းကြည့်ဖို့ TV ကြည့်ဖို့ဒါမှမဟုတ်ရင်အပျော်အပါးတွေအတွက်ကိုအချိန်ပေးနိုင်ပြီးတော့ကိုယ့်ဘတိုးတက်ဖို့အတွက်အချိန်မရှိဘူးလို့ပြောနေမယ်ဆိုရင်တော့အဲ့ဒါကကိုလိန်ညာနေတဲ့စင်ကျင်တက်ပဲဖြစ်လိမ့်မယ်ကိုကတော့ကိုယ့်ဘဝရဲ့စစ်မှန်တဲ့ဇက်လိုက်မင်းသားပဲပတ်ဝန်းကျင်ကလူတွေကိုကိုယ့်ဘဝရဲ့ဇက်ညွှန်းကိုလာပြီးတော့ရေးပိုင်ခွင့်မပေးနဲ့ကိုယ့်ရဲ့လှပတဲ့ဘဝဇလံကိုကိုယ်တိုင်ပဲစိတ်အေးချမ်းစွာနဲ့ရဲရဲဝံ့ဝံ့ဆက်လက်ပြီးတော့တိဆောက်သွားပါဘဝကိုပြောင်းလဲပစ်ဖို့ဆိုတာတခါတည်းနဲ့ခြေလှမ်းအကြီးကြီးတွေလှမ်းစရာမလိုတလို့ပြည့်စုံတဲ့အချိန်အခါကိုစောင့်နေဖို့လည်းမလိုသေးဘူးเนาะဒီနေ့ကိုစတင်လိုက်တဲ့တင်းငယ်တဲ့အလေးချင်းတစ်သေးလေးတစ်ခုရဲရဲဝံ့ဝံ့ချမှတ်လိုက်တဲ့ဆုံးဖြတ်ချက်လေးတစ်ခုကနေတဆင့်ကိုယ့်ရဲ့အိမ်မက်တွေစီကိုတဖြည်းဖြည်းချင်းအနီးကပ်ဆုံးရောက်ရှိသွားမှာဖြစ်တယ်ဒီနေ့အခုလိုအဖိုးတန်တဲ့အချိန်တွေကိုပေးပြီးတော့အဆုံးထိအာရုံစိုက်နားထောင်ပေးခဲ့တဲ့အတွက်ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်